ကိုချစ်သူရဲ့ဖုန်းကောအားလုံးကိုယ့်ရဲ့ဖုန်းထဲကိုဝင်အောင်လုပ်တဲ့နည်းလေးကိုမေးထားတဲ့သူများအတွက်ပြောပြပါမယ်။လုံးလုံးရမှာကကိုချစ်သူရဲ့ဖုန်းကိုကျွန်တော်တို့ကအရင်ယူရမယ်။ယူပြီးလို့ရှိရင်သူ့ရဲ့ဒီ keyboard နေရာမှာရှိတဲ့အပေါ်ထိပ်ဆုံးကကျွန်တော်တို့ဒီမှာ setting လေးရှိတယ်ပေါ့နော်။တချို့ကဒီနားလေးမှာအဆက်လေး30ရှိတယ်။အဲ့ setting လေးကိုနှိပ်ပြီးပြီဆိုရင်ကျွန်တော်တို့က call forwarding တဲ့ကိုဆက်ပြီးတော့ဝင်ရမှာဖြစ်ပါတယ်။ကိုယ့်ရဲ့ချစ်သူဖုန်းယူပြီးတော့လုပ်ရမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ကနေပြီးတော့ sync နဲ့ ရှိတယ်ကျွန်တော်ဒီမှာ Telenor နဲ့ပြပေးလိုက်မယ်နော်ကိုချစ်သူရဲ့ဖုန်းကသူ့တဲ့ SIM ကတကယ်တည်းပဲဖြစ်မှာပေါ့နော်သူဒီမှာတကယ်ဖြစ်ရင်လည်းဖြစ်မယ်တကယ်ကိုချစ်သူအမြဲတမ်းဆက်နေတဲ့ SIM ကကိုပဲကိုကသတိထားပြီးလုပ်ရမှာပေါ့အဲ့တော့ကျွန်တော်ကဒီ Telenor ကိုကျွန်တော်တစ်ချက်ဝင်လိုက်မယ်ဝင်ပြီးပြီဆိုရင်ဒီနားလေးမှာ၄ချက်ရှိတယ်အဲ့၄ချက်ကိုကျွန်တော်ရှင်းပြချင်တာအပေါ်ဆုံးက only forward ဆိုတာကိုချစ်သူရဲ့ဖုန်းထဲကိုဝင်တဲ့ဖုန်းကောအားလုံးကိုကျွန်တော်တို့ကနေပြီးတော့ကိုဖုန်းထဲကိုဝင်အောင်လုပ်မယ်ဆိုရင်အပေါ်ဆုံးကဟာကိုရွေးရမယ်ဒုတိယတစ်ခုက 1BC ပေါ့နော်ကိုချစ်သူကလူတဦးနဲ့ဖုန်းပြောနေတဲ့အချိန်မှာသူနောက်ထပ်ဖုန်းတစ်လုံးဝင်လာသူမအားတဲ့ချိန်သူဖုန်းမအားတဲ့ချိန်ဝင်လာရဲ့ဖုန်းကောကိုစီကိုဝင်အောင်လုပ်မယ်တတိယချက်က when and SRE ပဲပေါ့နော်အဲ့တော့ when and SRE ပဲကြတော့ကျွန်တော်တို့သူကပေါ့နော်ဖုန်းမကင်လိုက်တဲ့အချိန်မျိုးတွေမှာသူ့ရဲ့ဖုန်းကောတွေအကုန်လုံးသူ့ကိုခေါ်တဲ့ဖုန်းကောတွေအကုန်လုံးကိုစီဝင်အောင်လုပ်မယ်နောက်ဆုံးချက်က when and reable ဆိုတာကြတော့သူကဆက်သွယ်မှု area ပြင်ပရောက်နေတဲ့အခါမျိုးအဲ့လို line မမိတဲ့အခါမျိုးမှာသူ့ဖုန်းခေါ်တဲ့ဖုန်းကောတွေမှန်သမျှကိုကျွန်တော်တို့စီကိုဝင်အောင်လုပ်မယ်ပေါ့နော်အဲ့ထဲမှာအကောင်းဆုံးကတော့ကျွန်တော် always forward ပေါ့နော်ကိုချစ်သူရဲ့ဖုန်းထဲကိုဝင်တဲ့ဖုန်းကောတွေအကုန်လုံးကိုကျွန်တော်တို့စီကိုဝင်အောင်လုပ်မယ်ဆိုတာကိုကျွန်တော်ရွေးရမယ်ဆိုတာအဲ့တော့ကိုချစ်သူစီကိုမဝင်ဘူးလားဆိုတော့ကိုချစ်သူစီကိုဖုန်း ring တော့မမီတော့ဘူးကျွန်တော်တို့ဖုန်း ring တော့မီမယ်ဒါပေမဲ့ကျွန်တော်တို့လည်းကင်လို့မရဘူးဒါပေမဲ့ဘယ်သူခေါ်ရဲဆိုရဖုန်းနံပါတ်ကြီးကျွန်တော်မြင်ရမယ်မြင်ရပြီးရင်ကျွန်တော်တို့အဲ့ဖုန်းနံပါတ်ကိုမြင်ပြီးတဲ့အခါတားအောင်နေကြလို့ရှိရင်ကိုချစ်သူရဲ့ဖုန်းထဲမှာကျွန်တော်တို့က miss call ပဲသွားပေါ်မယ်ကျွန်တော်တို့စီမှာတော့ဖုန်းက direct call အနေနဲ့ဝင်မယ်ပေါ့နော်အဲ့တော့ကျွန်တော်က only forward ကိုနှိပ်မယ် only forward ကိုနှိပ်ပြီးလို့ရှိရင်ကျွန်တော်ရဲ့ဖုန်းနံပါတ်ကိုကျွန်တော်ရိုက်ထည့်မယ်ပေါ့နော်အဲ့တော့ကျွန်တော်ဖုန်းနံပါတ်ကလေးကိုဖျောက်ထားမယ်အဲ့တော့ဖုန်းနံပါတ်ကိုကျွန်တော်ထည့်ပြီးဆိုလို့ရှိရင်တန်း on ကိုကျွန်တော်နှိပ်လိုက်တန်းကိုနှိပ်ပြီးဆိုရင်ခဏလေးစောင့်ပေးရမယ်ဒါဆိုလို့ရှိရင် always forward ပေါ့နော်အဲ always follow ကမှာကိုချစ်သူစီကိုခေါ်တဲ့ဖုန်းမှန်သမျှကိုယ့်ရဲ့ဖုန်းထဲကိုဝင်မယ်ကိုကတွေ့ရမယ်မြင်ရမယ်အဲ့တော့ကိုသိရမယ်ပေါ့နော်တကယ်လို့အဲ့ဒါကိုအဲ့အစီအစဉ်ကိုကျွန်တော်မကြိုက်တော့ဖြတ်ချင်တယ်ဆိုကိုချစ်သူဖုန်းကိုပြန်ယူပြီးဒီလိုအဆင့်ဆင့်ဝင်ပြီးဒီနားရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကနေပြီးတော့ဒါလေးကိုပြန်ပြီးတော့အဲ့မြားလေးကိုနှိပ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကနေပြီးတော့အဲ့မှာ10 off ပြန်ပြီးတော့နှိပ်ပေါ့နော်ဖုန်းနံပါတ်ကိုဖြတ်လိုက်ဖုန်းနံပါတ်ကိုဖြတ်ပြီးလို့ရှိရင်10 off ပြန်ပြီးတော့နှိပ်လိုက်ဒါဆိုလို့ရှိရင်ကိုချစ်သူရဲ့ဖုန်းကောတွေကိုဝင်တဲ့ဖုန်းကောတွေအကုန်လုံးပြန်ဖြတ်တဲ့နေပါတခါရဲ့ကျွန်တော်ပြပေးရဖြစ်ပါတယ်အားလုံးတန်ဖိုးရှိမယ်လို့မျှော်လင့်ပါတယ်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်အမြဲတမ်းတော့လုံးမထားပါနဲ့လိုအပ်တဲ့ချိန်မှာပဲလုပ်ပါ